မင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်ဒါမိမိရဲ့အိမ်ကြီးဟာပေါ့နော်မိမိနေတဲ့အိမ်နော်မိမိနေတဲ့အိမ်ဒါလက်ပွင့်အောင်နော်မိမိရဲ့အိမ်ကြီးဟာလက်ပွင့်အောင်ဒါဆောင်ရွက်လို့ရမယ်နီလန်းလေးကိုကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်နော်အဲ့တော့ဒီနီလန်းလေးကိုဘယ်သူတွေလုပ်တင်တယ်လဲဆိုတော့ကျွန်တော်တို့တွေဒါအပူတောကမျိုးစုံနော်အပူတောကဘောင်းစုံနဲ့ဒါရင်ဆိုင်နေရတဲ့သူတွေနော်နောက်ပြီးတော့ကျွန်တော်တို့အကျက်တဲတွေကြားကနေပြီးတော့ဒါရုံးမထွက်နိုင်အောင်ဖြစ်နေတဲ့သူတွေပေါ့နော်ပြီးတော့ဒါမထွေးနိုင်မအန်နိုင်เนาะအကျက်တဲတွေရင်ဆိုင်နေရတဲ့သူတွေเนาะပြီးတော့ကြတော့ကျွန်တော်တို့ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လာပါတွေပိတ်ဆို့နေတဲ့သူတွေเนาะအကျွေးတွေများနေတဲ့သူတွေနောက်ပြီးတော့ဒါအကျွေးတွေဒါပြန်မရတဲ့သူတွေပေါ့เนาะအဲ့တော့ဒါငွေကြေးနဲ့ပတ်သက်ပြီးတော့ဒါငွေကြီးကံเนาะငွေကံပြက်နေတဲ့သူတွေအနေနဲ့ဒီဟာလေးကိုအထူးလှုပ်ဆောင်သင့်ပါတယ်เนาะအဲ့တော့မိမိအိမ်ကြီးဟာဒါကြက်တည်မင်္ဂလာเนาะအဖျားပြားနဲ့ပြည့်စုံအောင်လက်လာပါတွေပွင့်လန်းအောင်เนาะကြက်တည်တိုးအောင်เนาะလက်လာပါပွင့်လန်းလာစေဖို့အတွက်ဒါလှုပ်သင့်ပါတယ်เนาะအဲ့တော့အကျိုးပေးကတော့ဒါအရန်ကုန်မှာလင့်မြန်ပါတယ်เนาะလို့ရမယ့်နီလန်းလေးကလည်းကျွန်တော်တို့လွယ်ကူပြီးတော့ရိုးရှင်းပါတယ်เนาะမိမိရဲ့အိမ်မှာเนาะမိမိရဲ့အိမ်မှာကိုးကွယ်ထားတဲ့เนาะဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုရည်မှန်းပြီးကိုးကွယ်ထားတဲ့ကျွန်တော်တို့ဘုရားကျောင်းဆောင်เนาะဘုရားခံเนาะဒီနေရာမှာကျွန်တော်တို့ကစင်မီကွက်၃ကွက်နဲ့ဒါပူဇော်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့စင်မီကွက်ကတော့ကျွန်တော်တို့ဒီဒါပဲစီတန်တန်လေးပေါ့เนาะပဲစီတန်တန်လေးထည့်ပြီးတော့ကျွန်တော်တို့ဒါမီးစာလေးထည့်ပြီးတော့ဒီစင်မီကွက်၃ကွက်ကလေးကိုပူဇော်ပေးရမှာဖြစ်ပါတယ်เนาะအကယ်၍မှာဒါစင်မီကွက်၃ကွက်ကိုပူဇော်ဖို့အတွက်အိမ်မှာအဆင်မပြေဘူးဆိုလို့ရှိရင်เนาะကျွန်တော်တို့တွေဒါအလင်းတိုင်၃တိုင်ကိုလည်းပူဇော်လို့ရပါတယ်เนาะအဲ့တော့စင်မီကွက်ကလေးတွေကတော့ကျွန်တော်တို့ရောင်းတဲ့နေရာလေးတွေရှိပါတယ်เนาะအဲ့တော့မြေကွက်ကလေးတွေပါเนาะအဲ့ဒါကိုကျွန်တော်တို့ပဲစီတန်တန်လေးထည့်မယ်မီးစာလေးထည့်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါမီးညှိပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုဒါပူဇော်ပေးရမှာဖြစ်ပါတယ်เนาะပူဇော်တဲ့အခါမှာလည်းဒါမိမိကဘာပြောရမလဲဆိုတော့အရှင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုရည်မှန်းပြီးတော့ဘုရားတပည့်တော်မှာဒီဤစင်မီကွက်၃ကွက်ဖြစ်เนาะဒါမှမဟုတ်ဤလင်းတိုင်၃တိုင်ကိုเนาะဒါရိုသေစွာဖြင့်စက်ကလူတန်းပါတဲ့အရှင်ဘုရားပေါ့နော်ဒီတို့ဤတို့နော်အလင်းရောင်ကိုလူတန်းရတော့ကုသိုလ်တရားစေတနာတရားများကြောင့်နော်ဒါမိမိမှာဖြစ်နေတဲ့အခက်အခဲတွေကိုမိမိကဆုတောင်းလို့ရပါတယ်နော်အဲ့တော့စင်မီပူဇော်ရမှာဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့တွေမှောင်ရီပြိုးတဲ့အချိန်မှာပူဇော်ပေးတာအကောင်းဆုံးပါပဲပေါ့နော်ညနေပဲပေါ့နော်အခုဆိုလို့ရှိရင်ကျွန်တော်တို့ဆောင်းဝင်လာပြီဖြစ်တဲ့ကြောင့်မို့လို့ဒါညနေ ညနေ6နာရီဆိုလို့ရှိရင်ကျွန်တော်တို့ဒါမိုးချုပ်ပါပြီเนาะအဲ့တော့6နာရီနဲ့9နာရီเนาะ6နာရီနဲ့9နာရီကြားပေါ့เนาะဒီကြားလေးမှာကျွန်တော်တို့ပူဇော်ပေးပါเนาะပူဇော်ပေးပြီးတဲ့အခါမှာကျွန်တော်တို့တွေကဘာလုပ်ရမလဲဆိုတော့တရဏဂုံ30เนาะတရဏဂုံ30ကိုကျွန်တော်တို့အခောက်ရည်30ရွတ်ဆိုပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့တရဏဂုံ30ခါရတော်ကြီးကတော့ရှိပါတယ်เนาะဒါရောကျွန်တော်အခြေတဝင်းဒီဗီဒီယိုမှာရွတ်မပြတော့ပါဘူးเนาะအဲ့တော့ဒီတရဏဂုံ30เนาะ90မန်နန်တော်ကြီးကိုကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့အောက်မှာကျွန်တော် comment လေးမှာကျွန်တော်ရေးပေးထားပါမယ်เนาะအဲ့တော့အဲ့လိုပူဇော်ပြီးသားလို့ရှိရင်ဒါတရဏဂုံ30เนาะအဲ့ဒါကိုကျွန်တော်တို့အခောက်ရည်30เนาะစိတ်မပြန့်လွင့်မယ်နဲ့เนาะစိတ်မပြန့်လွင့်မယ်နဲ့အာယုံထားပြီးတော့ကျွန်တော်တို့ရွတ်ဖတ်ပေးရမှာဖြစ်ပါတယ်เนาะရွတ်ဖတ်ပြီးလို့ရှိရင်ဒါမိမိအလိုရှိရာเนาะမိမိအစဉ်ပြေလို့တော့ကိစ္စတစ်ခုခုကိုဒါဆူတောင်းပါเนาะဆူတောင်းလို့ရပါတယ်เนาะမြကြီးနဲ့ပဲပတ်သက်တာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့เนาะမိမိရင်ဆိုင်နေရတဲ့အခက်အခဲတစ်ခုခုကိုကျွန်တော်တို့ကအစဉ်ပြေလို့တဲ့ကိစ္စတစ်ခုကိုဆူတောင်းပါเนาะအဲ့တော့တပတ်ပြည့်အောင်ကျွန်တော်တို့ပူဇော်ပေးပါเนาะတပတ်ပြည့်အောင်ပူဇော်ပေးပါတနေ့နေ့ပူဇော်ရဲဆိုလို့ရှိရင်စပြီးပူဇော်ရဲဆိုရင်ဒါစနေနေ့ညနေထိကျွန်တော်ပူဇော်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့မိမိရင်ဆိုင်နေရတဲ့အခက်အခဲကကြီးကြီးမားမားဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့29ရက်ပူဇော်ပေးပါเนาะအဲ့တော့တပတ်ပူဇော်လို့ရပါတယ်เนาะအခက်အခဲကြီးကြီးမားမားရင်ဆိုင်နေရတဲ့မိမိဖြည့်ရှင်းရမယ်အခက်အခဲကကြီးမားတဲ့အခက်အခဲဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့29ရက်ပူဇော်ပေးပါเนาะပူဇော်ပေးပြီးတဲ့အခါမှာတရဏဂုံ30เนาะ90မန်နန်တော်ကြီးကိုကျွန်တော်တို့အခောက်ရည်30เนาะစိတ်မပြန့်လွင့်စေဘဲနဲ့เนาะအာယုံထားပြီးတော့ရွတ်ဖတ်ပေးပါเนาะအဲ့လိုမရွတ်ဖတ်ခင်မှာကျွန်တော်တို့ကဩဃာတကရောကျိုးနဲ့အတူတူ၅ပါးသီလခံယူစောင့်တည်ပါเนาะတရဏဂုံ3ပါစောင့်တည်ပါပြီးလို့ရှိရင်ကျွန်တော်တို့ဘာပေါ့ဂုဏ်တော်9ပါးရွတ်ပါပေါ့เนาะဂုဏ်တော်9ပါးရွတ်ဆိုပါပြီးလို့ရှိရင်ကျွန်တော်တို့ဒါမေတ္တာတုတ်လေးရွတ်ဆိုပြီးရနဲ့ကျွန်တော်တို့တရဏဂုံ30 90မန်နန်တော်ကြီးကိုကျွန်တော်တို့အကျိန်30ရွတ်ဖတ်ပေးရမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီတရဏဂုံ30 90မန်နန်တော်ကြီးကိုတော့ကျွန်တော်အသေးစိတ်ရွတ်ဖတ်မပြတော့ပါဘူးเนาะဒါပေမဲ့လို့ရွတ်ဖတ်ခြင်းနဲ့မိတ်ဆွေတွေအနေနဲ့ကျွန်တော်ရဲ့
ဒီဗီဒီယိုလေးအောက်က comment လေးမှာကျွန်တော်ရေးပေးထားပါမယ်မိတ်ဆွေတို့အဲ့ဒါလေးကိုကြည့်ပြီးတော့ဒါရွတ်ဖတ်ပြီးတော့ပွားများလို့ရပါတယ်เนาะအဲ့တော့စောစောကျွန်တော်ပြောသလိုပါပဲเนาะအဆင်ပြေတဲ့ကိစ္စတစ်ခုခုကိုဆူတောင်းပါเนาะတပတ်လုပ်ပါเนาะအခက်အခဲကြီးကြီးမားမားရှိတယ်ဆိုရင်တော့28ရက်အတိတ်တံမပြည့်အောင်ကျွန်တော်တို့ပူဇော်ပေးပါเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒါရရှိလာတဲ့အကျိုးတရားတွေကလျင်မြန်စွာအကျိုးပေးပါလိမ့်မယ်เนาะအဲ့တော့မိမိအဆင်ပြေလို့သောကိစ္စအတွက်ဒါရည်မှန်းပြီးတော့ဒါထွန်းညှိပြီးတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်ပေးပါเนาะအပူတော့ကများနေတဲ့သူတွေเนาะအခက်ခဲတွေရင်ဆိုင်နေရတဲ့သူတွေเนาะအကြက်တဲတွေနဲ့လှောင်ပိတ်ပြီးတော့ကျွန်တော်တို့တစ်ခါလေးမှဖြစ်တတ်ကြပါတယ်เนาะအဲ့လိုအကြက်တဲအခက်ခဲတွေနဲ့လှောင်ပိတ်ပြီးတော့မထွေးနိုင်မအန်နိုင်ဖြစ်နေတဲ့သူတွေအနေနဲ့เนาะဒါလေးကိုလှုပ်တင်ပါတယ်เนาะဒါလေးကိုပူဇော်တင်ပါတယ်ကုသိုလ်ဖြစ်ရရာလေးလေးဖြစ်ပါတယ်เนาะဒါဆိုရင်မိမိကိုယ်နဲ့เนาะမိမိကိုယ်၌မှာရောเนาะမိမိရဲ့အင်္ဂေယမှာပါရောเนาะကျက်တည်မင်္ဂလာအဖျားဖျားနဲ့ဒါပြည့်စုံတာမှာဖြစ်ပါတယ်เนาะလက်လာပါတွေပွင့်လန်းလာစီပါလိမ့်မယ်เนาะအကျိုးပေးပါတယ်အရန်ကိုမှအကျိုးပေးပါတယ်เนาะအဲ့တော့ထုံးကြီးရမယ့်အချိန်ကတော့ပူဇော်ရမယ့်အချိန်ကတော့ကျွန်တော်တို့ညနေ6နာရီနဲ့9နာရီပေါ့เนาะ9နာရီကြားမှာဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်เนาะအဓိကတော့ကျွန်တော်တို့ကဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအလင်းရောင်လှူဒန်းတာပါပဲเนาะအလင်းရောင်လှူဒန်းတာပါပဲเนาะအဲ့တော့ဘုရားမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအလင်းရောင်လှူဒန်းခြင်းအပြင်မိမိကိုယ်၌ကလည်းဒါထွန်းလင်းလာမယ်เนาะတောက်ပါလာမယ်เนาะအဲ့တော့အကျိုးတူကောင်းပါတယ်เนาะဒါလေးကိုကျွန်တော်ဒီကနေ့မှာမျှဝေပေးခြင်းဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေကြတဲ့ဒါမိတ်ဆွေတွေနဲ့เนาะကျွန်တော်ရဲ့ channel ထဲမှာရှိနေကြတဲ့မိတ်ဆွေတွေအားလုံးတို့လည်းเนาะဒါလေးကိုလုပ်ကြပါဒါလေးကိုလုပ်ပြီးလို့ရှိရင်မိတ်ဆွေတို့မှာရင်ဆိုင်နေရတဲ့ဒါအခက်အခဲတွေအကျက်တဲတွေเนาะဒါပြဿနာတွေเนาะအပူတွေတောကတွေဒါအမြန်ဆုံးဒါအင်းကြီးပါစေဒါငြိမ်းချမ်းပါစေเนาะမိတ်ဆွေတို့ဖြစ်ချင်တဲ့เนาะကောင်းသောယာ၌ဖြစ်ချင်သောဆန္ဒတွေလည်းဒါပြည့်ဝကြပါစေเนาะဒါကောင်းကျိုးလူရဆန္ဒပြည့်ဝကြပါစေเนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးဒါစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းများပပျောက်ကြပါစေเนาะဘယံခတ်သိမ်းကင်းငြိမ်းကြပါစေဒေါသခတ်သိမ်းကင်းငြိမ်းကြပါစေဆင်းရဲခတ်သိမ်းကင်းငြိမ်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေเนาะအဲ့တော့တခြားသူများလည်းသိရှိသွားအောင် share ပေးခြင်းဖြင့်လည်းဒါမိတ်ဆွေတို့ဒါကုသိုလ်ယူကြပါเนาะဒါလေးကိုလည်းဒါလုပ်ကြပါเนาะအဲ့တော့ကျွန်တော်နောက်များမှာလည်းဒီလိုမျိုးဒါကုသိုလ်ရစီမဲ့เนาะအကျိုးများစီမဲ့ဒါကုသိုလ်ဖြစ်เนาะအလူဒါနလေးတွေเนาะဒါလေးတွေကိုလည်းကျွန်တော်ဆက်ပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်းဒါ subscribe လေးလုပ်ပြီးသွားခဲ့ကြပါเนาะအဲ့တော့မိတ်ဆွေများအားလုံးအပူတော့ကမျိုးစုံကလည်းဒါကင်းဝေးကြပါစေเนาะရင်ဆိုင်နေရတဲ့အချက်တဲတွေเนาะမလုံနိုင်မယုံနိုင်ဖြစ်နေတဲ့အချက်တဲတွေเนาะမထွေးနိုင်မအန်နိုင်ဖြစ်နေတဲ့ပြဿနာတွေအပူတွေတောကတွေအားလုံးကင်းဝေးပြီးရင်မိတ်ဆွေတို့ကိုနိုင်မှာလည်းကျက်တည်မင်္ဂလာဖျားဖျားနဲ့ပြည့်စုံကြပါစေမိတ်ဆွေတို့ရဲ့အိမ်မှာလည်းအင်္ဂေဟာမှာလည်းကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ